ကိုတူတယောက်မှာချစ်ချင်းမုန်းချင်းဆိုတာမရှိရင်သူ့မှာဘာအနှောင်ဖွဲ့မှမရှိဘူးတဲ့အခုဒကာဓမ္မတို့ဦးချင်းတို့တွေနောက်ဆန်တင်းတင်းနဲ့နေရတယ်ဆိုတာအဲ့ဒီချစ်တဲ့လူတွေမုန်းတဲ့လူတွေရှိလို့နောက်ဆန်တင်းတင်းနဲ့နေရတာချစ်တဲ့လူတွေရှိလို့နောက်ဆန်တင်းတာတော့ဟုတ်ပါပြီဦးချင်းရင်မုန်းတဲ့လူတွေရှိလို့နောက်ဆန်တင်းရတယ်ဆိုတာဘယ်လိုလဲလို့မမေးနဲ့အိုးတောင်တင်းသေးတယ်တစ်ခါတလေဟုတ်လားနော်မုန်းတဲ့လူတွေရှိနေရင်လည်းမတင်းဘူးလားတင်တော့တို့အကြောင်းကောင်းတဲ့ထည့်ပြီးတော့ဘယ်လိုများလှုပ်လဲမလို့များတုံ့ပြန်လဲရမလဲတခါလေမကြည့်မလဲတွေးပြီးတော့မအီမလဲခံစားရတာတွေအများကြီးမရှိဘူးလားရှိတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့ကိုယ့်ပုံမှာကောင်းတဲ့လူပဲဖြစ်ဖြစ်ကိုယ့်ပုံမှာဆိုးတဲ့လူပဲဖြစ်ဖြစ်တမယိုးကြတုံ့ပြန်မယ်ဆိုတော့ကောင်းတဲ့လူကိုချစ်ချင်းနဲ့တုံ့ပြန်မယ်မကောင်းတဲ့လူကိုမုန်းချင်းနဲ့တုံ့ပြန်မယ်အဲ့လိုတမယိုးကြတုံ့ပြန်ရင်တော့အဲ့ဒါချစ်ချင်းကြောင့်ဒုက္ခရောက်မယ်မုန်းချင်းကြောင့်ဒုက္ခရောက်မယ်ဒါကိုနားလည်ပြီးတော့ကိုယ့်ဘောကောင်းကောင်းမကောင်းကောင်းနှစ်မျိုးနှစ်စားမတုံ့ပြန်ပဲနဲ့တစ်မျိုးတည်းဘယ်လိုလဲတစ်မျိုးတည်းဆိုတာဥပိ္ပခာနော်လေးလူရှုရမယ်အဲ့လိုလေးလူရှုပြီးတော့တုံ့ပြန်နိုင်မယ်ဆိုလို့ရှိရင်အရင်သက်သာရမယ်အဲ့လိုလေးလူရှုပြီးတော့မတုံ့ပြန်နိုင်ဘူးချစ်စရာကောင်းရင်တော့ချစ်လိုက်မှာပဲကွယ်မုန်းစရာကောင်းရင်တော့မုန်းလိုက်မှာပဲကွယ်ဆိုရင်တော့အဲ့ဒီချစ်ချင်းမုန်းချင်းရဲ့နှိမ့်ဆက်တာကိုခံမှာပဲနောက်ဦးဇင်းတို့ပြောနေကြပုံမြင်လေးတစ်ခုရှိတယ်တချို့လည်းပဲကြားဖို့ပြီးသားဖြစ်မယ်ထင်ပါတယ်ဒါပေမဲ့အကြောင်းစုံနေတော့ပြောကြည့်လိုက်ဦးမယ်ဟုတ်လားနော်ဆရာကြီးနန္ဒသိမ့်တန်ရေးထားတဲ့စာအုပ်ထဲမှာပါတယ်ဘယ်စာအုပ်လဲတော့မှတ်မိတော့အဲ့မှာဗာပြောထားတယ်ဆိုတော့တခါကရှင့်နေအပင်လေကန်းစားကအုံးပင်တွေပေါ်မှာနေကြတာရှိတယ်လို့ဆိုတယ်အဲ့လိုပဲအုံးပင်တွေပေါ်မှာရှင့်ပုံနဲ့ရှင့်မအတူတူနေကြတာပေါ့အဲ့တော့ဒီနေ့တော့ရှင့်မလေးကပင်လေရေဖက်နော်အကောင်ပလောင်လေးတွေရှာရင်းဖွေရင်သွားရင်းနဲ့ပင်လေရေလှမ်းကြီးတစ်ခုကရုတ်တရက်ဝုန်းဆိုရောက်လာပြီးတော့သူ့ကိုဆွဲခေါ်သွားပြီးတော့အဲ့ဒါပင်လေထဲမှာနစ်ပြီးတော့ပါသွားရောဘယ်ရောက်တော့မှမသိအဲ့ဒါကိုရှင့်ဘိုကသူ့မရှိတော့လိုက်ရှာတော့ခြေရာကောက်ပြီးတော့လိုက်ရှာတော့ပင်လေထဲဆင်းသွားတဲ့ခြေရာကတွေ့ရတယ်ပြန်တက်လာတဲ့ခြေဟာမတွေ့ရတော့တေချာပေါက်ပဲငါရဲ့ရှင့်မလေးကဟောဒီပင်လေကြီးထဲမှာရှိတယ်တော့ဒီရှင့်မလေးကိုချစ်ခင်မြတ်နိုးတဲ့စိတ်နဲ့သူအကြီးကျယ်အနေရခက်တယ်ပေါ့အဲ့ဒါနဲ့သူ့ရဲ့ရှင့်မလေးကိုပြန်ပြီးတော့တွေ့ရအောင်မြင်ရအောင်ရအောင်ဆိုတော့ဘာလုပ်လဲဆိုတော့အဲ့ဒီပင်လေကြီးတွေထဲမှာရှင့်မလေးကရှိနေတာဆိုတော့ဒီပင်လေကြီးတွေသာမရှိခဲ့ဘူးဆိုရင်တော့ငါရှင့်မလေးကိုတေချာပေါက်ပြန်တွေ့ရမှာပဲပေါ့ဒါကြောင့်ရှင့်မလေးကိုတွေ့ရဖို့အတွက်ဟောဒီပင်လေကြီးတွေအကုန်လုံးကိုငါခန်းတော့အောင်လုပ်ရလိမ့်မယ်အဲ့လိုစဉ်းစားတယ်တဲ့အဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့ရှင်ကလေးကပင်လေတွေကိုခဏလေးဆင်းပြီးတော့အမိလေးနဲ့စိန်နေတဲ့စိန်ပြီးရင်ကမ်းပေါ်ပြန်တက်ပြီးတော့အဲ့ဒီအမိကိုဆက်ဆိုခါလိုက်တယ်ရှိလေးတယ်ဟုတ်လားပြီးရင်ပင်လေတဲ့ဆင်းအမိလေးကိုထိုးစိန်ပြီးရင်အပေါ်ပြန်တက်ဆက်ဆိုခါတယ်တဲ့အဲ့လိုတက်ချီဆင်းခြင်းနဲ့ချိန်မုံများစွာလုံနေတော့ကြာတော့အဲ့ဒီကမ်းမှာစောင့်နေတဲ့ကမ်းဆောင်နှက်ကမနေနိုင်ဘူးအဲ့ဒါနဲ့ကိုထင်ပြပြီးတော့မေးတယ်တဲ့ဟာရှင်လေးမင်းဘာလုပ်တာတော့အဲ့လိုမေးတဲ့အခါကျတော့ရှင်လေးကကျုပ်ရှင်မလေးဟောဒီပင်လေထဲမှာရှိတယ်ဒါကြောင့်ကျုပ်ရှင်မလေးကိုကျုပ်ပြန်တွေ့ရဖို့အတွက်ဒီပင်လေတွေကိုကျုပ်ဖယ်ထုတ်ပြင်နေတာလို့ပြောတယ်တော်တော်လက်သနာသွားတယ်ပေါ့နော်မင်းအသက်ပေါင်းများစွာသာတေလို့သာသွားလိုက်ပြီဒီပင်လေတွေကတော့ခံသွားကြအကြောင်းမရှိဘူးအဲ့ဒါနဲ့ကန်းဆောင်တက်ကအော်အလွန်လက်သနာတာနဲ့ဘယ်လိုလုပ်ရမလို့စဉ်းစားတော့အော်ရှင်ကလေးမင်းကသာမင်းရဲ့ရှင်မလေးကိုနောက်အောင်မေ့မှုတွေတန်တမှုတွေနဲ့အကြီးကျယ်ဒုက္ခရောက်နေတာတကယ်ဆိုရင်မင်းရဲ့ရှင်မလေးကဟောဒီနော်သမုဒ္ဒရာကြောင့်နတ်မင်းကြီးရဲ့နတ်မိဖုရားလေးဖြစ်ပြီးတော့မင်းကိုမေ့ပြီးတော့ပြောနေပြီလို့ပြောတယ်တဲ့အဲ့လိုပြောတဲ့အခါကျတော့ရှင့်ဘိုလ်လေးကမယုံပါဘူးတဲ့ဒါဖြစ်နိုင်တဲ့ကိစ္စမို့ရှင့်မလေးကသူ့ကိုလွန်မြတ်နိုးတယ်ပေါ့အဲ့လိုပြောတဲ့အခါကျတော့ကန်းဆောင်တော့ကကိုင်းမင်းမယုံလို့ရှိရင်မင်းကငါနော်အဲ့ဒီဟာကိုမြင်နိုင်အောင်ပြမယ်ဆိုပြီးတော့နော်ရှင့်မလေးကဖြစ်သွားတယ်နတ်မိဖုရားရဲ့သမုဒ္ဒရာကြောင့်နတ်မင်းကြီးရဲ့ကန်းဆောင်ကတကိုးနဲ့ရှင်ကလေးကိုပြတယ်တဲ့အဲ့ဒါပြတာကိုလည်းမြင်လိုက်ရရောရှင့်ဘိုလ်လေးကစောတော်ကချစ်မြတ်နိုးနေတယ်ဆိုတဲ့နေရာမှာမုံဒီယွန်ရှာမှုတွေအကြီးကျယ်ဝင်ရောက်လာတယ်။တော့လျှောက်ပဲပြောင်းလဲသွားတယ်နော်။တကယ်ချစ်ချင်းနဲ့မုံချင်းနဲ့ကတိတ်မဝေးဘူးလို့ဦးဇင်းထင်တာ။နောက်ဟိုဘက်လှည့်လိုက်တာနဲ့မုံချင်းဖြစ်သွားတာပဲ။ဟုတ်တယ်မို့လား။စဉ်းစားကြည့်အသိအဝေးကြီးလို့မထင်နဲ့နော်။အခုစိတ်တိုင်းကြနေတဲ့အချိန်မှာချစ်တာပဲ။မကြတော့ဘူးဟိဆိုတာနဲ့ပုံသွားတာ။ဒါကြောင့်ချစ်ချင်းမှလည်းပဲဘာမှအနှစ်သာရမရှိတယ်လို့ဘာမှအခိုင်အမာကောင်းလိုက်တာလို့ထင်စရာမရှိတယ်လို့မုံချင်းကိုလည်းသိပြီးတော့နော်မလိုချင်ဘူးဆိုတာမျိုးမဖြစ်သင့်ဘူးတကယ်တမ်းကဥပပေါ်မှာသူတို့ချစ်ကြတယ်မုံကြတယ်ဆိုတော့သူတို့ရဲ့စိတ်ခံစားချက်ပဲလေသူတို့စိတ်တိုင်းကြရင်ချစ်တာပဲသူတို့စိတ်တိုင်းမကြရင်မုံတာကိုင်ကိုယ်ကသူများကိုချစ်တယ်မုံတယ်ဆိုတာဘာတော့ကိုယ်စိတ်တိုင်းကြရင်ချစ်တာပဲကိုယ်စိတ်တိုင်းမကြရင်မုံတာပဲပြောချင်တာကတကယ်ချစ်စရာကောင်းလို့ချစ်တယ်ဆိုတာထက်ချစ်ချင်လို့ချစ်တာ
တကယ်မုန်းစရာကောင်းလို့မုန်းတယ်ဆိုတာတဲ့မုန်းရင်လို့မုန်းတာဆိုတော့စိတ်တိုင်းမကြလို့ပေါ့စိတ်တိုင်းကြစရာအလွန်ကောင်းမှလဲခင်တယ်စိတ်တိုင်းမကြရင်လည်းမုန်းကြတာပဲစိတ်တိုင်းမကြစရာအလွန်ကောင်းမှလဲခင်တယ်စိတ်တိုင်းကြနေရင်လည်းချစ်နေကြတာဒါဘယ်နဲ့လို့ဒီလောက်ကပေါက်တိကပေါက်ချဆန်းတဲ့ချစ်ချင်းမုန်းချင်းကိုဘယ်နဲ့ကြောင့်လူတွေကအကြီးအကျယ်နော်အခိုင်အမာလှုပ်ပြီးတော့နော်နေကြတယ်လေဆိုတာစဉ်းစားတယ်မကောင်းဘူးလားချစ်စရာကောင်းလို့ချစ်နေတာလည်းရှိပါလေမုန်းစရာကောင်းလို့မုန်းနေတာလည်းရှိတယ်တချို့ချစ်စရာကောင်းရင်လည်းမုန်းနေတာရှိတယ်မုန်းစရာကောင်းရင်လည်းချစ်နေတာလည်းရှိတယ်ဘယ်သူပေါ်မှာမူတည်တော့ဆိုတော့ဒီကတော့ကိုယ်ပေါ်မှာမူတည်နေတာဟုတ်လားခုဒီရှင်လေးပါဖြစ်နေပြီတော့မုန်းသွားတော့စောစောတုန်းကတော့ပင်လေရည်တွေကိုဘာလို့တော့ခတ်ပြစ်မလောက်အောင်သူ့ရဲ့ချစ်ချင်းကအကြီးအကျယ်ဖြစ်နေတာအခုတော့ဘယ်လိုဖြစ်တော့တော်ကိုမုန်းသွားတယ်မုန်းသွားတော့လည်းဘာလုပ်မယ်ထင်တာတော့ချစ်ချင်းကြောင့်ဖြစ်တဲ့ဆင်းရဲမှုကမတတ်မတာဖြစ်တာမဟုတ်ဘူးမုန်းချင်းကြောင့်ဖြစ်တဲ့ဆင်းရဲမှုကလည်းမတတ်မတာပဲဆက်ပြီးတော့နားထောင်ကြည့်အဲ့ဒါလိုလဲမြင်လဲရတော့အကြီးအကျယ်သူပေါက်ကွဲတယ်ကြည်စမ်းတစ္ဆာမဲ့တယ်ပေါ့လေဟုတ်လားအဲ့ဒါနဲ့ဘာလို့တုံးဆိုပြီးတော့တဲတောင်မြင်လေးပေါ့သွားပြီးတော့သူ့ရဲ့လက်ကလေးသေးသေးလေးနှစ်ဖက်နဲ့တဲကိုကုတ်လာပြီးတော့ပင်လယ်ထဲပြစ်ချဟုတ်လားပြန်တက်လာပြီးတော့တဲကိုလက်နဲ့ကုတ်ပင်လယ်ထဲပြစ်ချဟောက်တော့ခေါက်ပြန်ချနေတယ်အဲ့ဒါနဲ့ပင်လယ်ကန်းဆောင်တကအရှင်လေးမင်းဘလို့ဖြစ်ရပြန်တာတော့ဘလို့ဖြစ်ရပြန်တာတော့မေးတဲ့အခါကျတော့ရှင်လေးကသူတို့ကိုမမြင်ချင်ဘူးတဲ့ဟုတ်လားဒါကြောင့်သူတို့ကိုမမြင်ရအောင်သူတို့အမိပြုတ်နေတဲ့ဒီပင်လယ်ရေတွေကိုခန့်တော့အောင်သူဖုတ်ပလိုက်မယ်ပင်လယ်ရေကိုဘာနဲ့ဖုတ်မှာတဲ့တယ်နဲ့ဖုတ်မယ်ပုံမြင်ဆိုတာကတော့ပုံမြင်ပေါ့နော်တကယ်တော့မဖြစ်နိုင်ဘူးပေါ့သို့တော်လည်းပဲဒီတွေကစဉ်းစားစရာတွေတွေးစရာတွေအများကြီးရှိနေတာတော့အမှန်ပဲဘာစဉ်းစားကြည့်တဲ့နှုံဘာအမြင်ကိုရတဲ့နှုံချစ်ချင်းကြောင့်ဖြစ်ရတဲ့ဆင်းရဲကလည်းကြီးမားတယ်မုန်းချင်းကြောင့်ဖြစ်ရတဲ့ဆင်းရဲကလည်းကြီးမားတယ်ဆိုတာဒါကိုအဓိကကနားလည်မှုရှိဖို့ဒါပဲချစ်ချင်းကြောင့်လည်းမတတ်တာမုန်းချင်းကြောင့်လည်းမတတ်တာအချစ်နဲ့အမုန်းတွေတတ္တဝါကိုတစ်မျိုးစီနှိပ်စက်နိုင်တယ်ဆိုတာကိုသဘောပေါက်ကြဖို့ဟုတ်လားချစ်ရင်လည်းချစ်လို့မို့ဒုက္ခရောက်ရတယ်မုန်းရင်လည်းမုန်းလို့မို့ဒုက္ခရောက်ရတယ်ဒါကြောင့်ဘေးသက်ပေါင်းတော်ကောင်းတို့ကိုယ့်ဘောကောင်းတာတွေပဲလုပ်လို့မကောင်းတာတွေပဲလုပ်လို့တူညီစွာထားတဲ့စိတ်ကိုမွေးနိုင်မယ်ဆိုရင်ကိုဟာအရန်အကြီးအသွေးမြင်မာတဲ့လူတစ်ယောက်အနေအထားကိုမရောက်နိုင်ဘူးလားရောက်နိုင်တယ်